မာဘီမာတော့တော်တော်များများဝတ်ဖြစ်တာတော့စပန်တာပေါ့နော်ညီမလေးတို့ကတော့မိဖွာစတူဒီယိုပါနော်ညီမလေးတို့ဆိုင်ကတော့မန်လေးမှာရှိတဲ့လူငယ်တစ်ခုပေါ့နော်ညီမလေးတို့စီမှာအဓိကပါရနိုင်တယ်ဆိုတော့ရိုးရာချီတာစပန်မင်္ဂလေးယောက်ျားလေးပြကြရှင်ချီတာလူငယ်ပေါ့လူငယ်ဆိုတာအသက်15နှစ်ကနေအသက်40 50 60အသက်ကြီးတဲ့အထိကတော့အကုန်လုံးရနိုင်ပါတယ်ဒီကထုတ်တာကတော့ရိုးရာချီတာစပန်ကိုအဓိကထားပြီးမှထုတ်ပါတယ်ဆိုင်ကတော့ဖွင့်တာကတော့8နှစ်ရှိပါပြီဒီ local brand ကိုတော့ချုပ်တာတွေရောအကုန်လုံးကိုကိုယ်တိုင်ထုတ်ထားရတဲ့ brand တစ်ခုပေါ့ဒါပေမဲ့စပန်တာကတော့ဈေးကွက်မှာလူငယ်ပိုင်းမှာကြိုက်နိုင်တဲ့အစင်ကနဲတော့စဉ်းစားတာပေါ့ဒီ local brand နဲ့ပြရှင် local made နဲ့တော့စပန်စဉ်းစားလိုက်တာဆိုတော့အပွင့်ကစအစင်ကစအကုန်လုံးကိုဒီဈေးကွက်မှာရနိုင်တဲ့ဟာအစင်ဆုံးပြရှင်တလားဆိုတဲ့ညီမလေးတို့အစင်တွေကို1000 2000အဓိကထားပြီးမှထုတ်ပါတယ်ဈေးကွက်မှာလည်းပုတ်ပါပြကြရှင်ရွေးချယ်လို့ရတဲ့နေရာမရှိတော့အချိန်ကြီးယောက်ျားလေးကိုရှုပ်ထားပေးပါတယ်နော်ဒီဇိုင်းအစုံထုတ်ပါတယ်စပန်ကိုချီတာကိုအကုန်လုံးထုတ်ဖြစ်ပါတယ်နော်ဒီမလေးတို့ဆိုင်ကတော့မန္တလေး66 38 39ကျမ်းပါပါနော်ဆိုင်မှာလာပြီးမှစိတ်တိုင်းကြရွေးချယ်ပြီးမှဆန်းဝတ်လို့ရပါတယ်ဝယ်ပြီးရင်3ရက်အတွင်းအဆင်မပြေရင်တော့စိုက်လဲလို့ရပါတယ်အဆင်နဲ့လဲလို့ရပါတယ်